ဟိုတုန်းကဖကန့်မော်စီစာမှာနေခဲ့တဲ့အချိန်တုန်းကကြောက်တယ်ပေါ့ကိုယ်တိုင်ဖြတ်တယ်ကိုယ်တိုင်သွေးတယ်ကိုယ်တိုင်ရောင်းပါတယ်ဒီအချိန်นี้တုန်းကတော့တော်တော်လုံကောင်းခဲ့တာပေါ့အရက်သားအစိုးရလက်ထက်ဆိုတော့လုံးကန်လို့လည်းအဆင်ပြေပါတယ်တမအာဇီဝါလည်းကြပါတယ်စိတ်ချမ်းလည်းတာပါတယ်ဒါမှတ်တမ်းအဖြစ်တင်ထားတာဖြစ်ပါတယ်ကြောက်တရားတော့တလုံးမှမရှိတော့ပါဘူးကုန်ရောင်းလို့ကုန်သွားပါပြီဖကန့်မော့စီစာထွက်တဲ့ကြောက်ကလေးတွေဖြစ်ပါတယ်ညီမန်အခွန်လေးတွေဖြစ်ပါတယ်ကြောက်ပညာနဲ့ပတ်သက်လို့နေခြင်းမြန်းခြင်းတွေဆိုရင်လည်းရပါတယ်ဒါကိုယ်တိုင်လုပ်တဲ့ကြောက်တွေဖြစ်ပါတယ်ကြောက်စိမ်းကြောက်ဝါခုံလို့လည်းခေါ်တယ်လို့ခုံခွန့်လို့လည်းခေါ်ပါတယ်ခွန့်ကြလူတွေလည်းပါပါတယ်ဒါဖကန့်လုံခင်းဘက်ကအများစုကမော်စီစာကြောက်ဖြစ်ပါတယ်ကျွန်တော်တို့ခုံဆိုရင်ကြံခတ်ကလည်းထွက်ပါတယ်တာမခံလည်းထွက်ပါတယ်ဝေခါလည်းထွက်ပါတယ်သို့တော့အများစုကတော့မော်စီစာကြောက်အများစုကျွန်တော်ထက်မှာရှိပါတယ်ဒါမော်စီစာကြောက်တွေဖြစ်ပါတယ်မော်စီစာကြောက်တွေပါဒါကိုယ်တိုင်လုံးကိုယ်တိုင်ဖြက်ကိုယ်တိုင်အယောင်တင်တဲ့ကြောက်တွေဖြစ်ပါတယ်ကျွန်တော် YouTube မှာလာရောက်တင်ထားခြင်းဖြစ်ပါတယ်ကြောက်တွေကတော့တစမှမရှိတော့ပါဘူးအားလုံးရောင်းထွက်တော့ကုန်ပါပြီမိတ်ဆွေတို့အနေနဲ့ဘုဟုတုတရဖို့ရန်အတွက်တင်ပြပေးခြင်းဖြစ်ပါတယ်ဒါကျွန်တော်ရဲ့ကိုယ်ပိုင်ကြောက်တွေဖြစ်ပါတယ်ကြောက်တဲ့ပညာနဲ့ပတ်သက်လို့မေးခြင်းနဲ့ဆိုရင်လည်းကျွန်တော်ကိုအချိန်မီလာရောက်မေးမြန်းဆက်သွယ်နိုင်ပါတယ်ကြောက်စိတ်လုပ်ငန်းနဲ့ပတ်သက်လို့နှစ်ပေါင်း30လောက်တက်တန်းရှိပါပြီကြောက်ပညာနဲ့ပတ်သက်လို့မေးမြန်းစူးစမ်းလေ့လာခြင်းနဲ့အညီကိုမောင်နှမတွေအတွက်ကတော့အစဉ်အမြဲတကားဖွင့်လှစ်ထားပါတယ်အားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်အဆုံးထိကြည့်ပြီးတဲ့အတွက်